ကောင်းမှုကုသိုလ်နဲ့ပတ်သက်ပြီးတော့မှမိမိတို့ရဲ့မြန်မာနိုင်ငံမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းအရာလေးနဲ့ပြောပြီးတော့မှအဓိကပြောသွားချင်တဲ့အပိုင်းမှာကတော့ဦးဇင်းတို့ဒီကချင်ပြည်နယ်မိုးတားမြို့မှာဒကမကြီးတော်ရွှေဦးလိုအမည်နာမရတဲ့ဒကမကြီးမြို့မြတ်နှစ်ဖုံးပါပဲအရန်ချမ်းသာပါတယ်အဲ့တော့သူ့ရဲ့မြေးလေးတွေရှင်ပြုတ်အလူမှာတလတိတိထမင်းရေချောင်းစီလူအလူပေးပါတယ်အရက်၄မိနစ်အရက်၈မိနစ်ကနေလာသမျှသောပုဂ္ဂိုလ်တွေကိုအယုတ်လမြမခွဲခြားပဲနဲ့အားလုံးကိုအခန့်ကျွေးမွေးတယ်တလတိတိပဲမြေးလေးတွေကိုရှင်ပြုတ်တော့လည်းပဲကိုပိုင်စင်16ကောင်နဲ့ရှင်လောင်းလှည့်ပြီးတော့မှကြီးကျယ်တဲ့အလူကြီးကိုပေးပါတယ်ရှင်ပြုတ်အလူပေါ့အဲ့ဒီလိုနဲ့ရှင်ပြုတ်အလူကလည်းထုံးစံတိုင်းပေါ့ကိုရင်လေးတွေကရက်တက်တပတ်နှစ်ပတ်ပြည့်တော့သူတို့လည်းကြောက်တက်ဖို့ရှိမယ်လူတွေထွက်ကြပြီအဲ့ဒီချိန်မှာတားလုတ်သူကရန်ကုန်ပြန်တော့မယ်ဆိုတော့အမေလုတ်တဲ့တော်ရွှေဦးကပြောပါတယ်တာကြီးမင်းတို့ကခေပညာတက်တယ်ဆိုတော့လက်တွေ့ပြောပြမှာပဲမင်းတို့ကယုံမှာတဲ့အမေပြောပြမယ်တဲ့အမေဘဝမှာကြုံတာလေးအမေတို့ဒီမိုးတားမြို့မှာတစ်ချိန်လုံးကရွှေတီဆိုတဲ့ကလေးမလေးရှိခဲ့ဘူးတဲ့အဲ့ဒီရွှေတီဆိုတဲ့ကလေးမလေးကတားမိနှစ်ယောက်ထဲနေထိုင်တာပါအရင်ဆင်းရဲတယ်ချွတ်တက်တယ်သူတို့ကိုးကွယ်တဲ့စွန့်ကြိုက်ပို့နေတဲ့ဘော်ဒီကျောင်းဆရာတော်ကြီးဆိုတာရှိတယ်ဘော်ဒီကျောင်းဆရာတော်ကြီးထံရောက်တော့ရွှေတီဆိုတဲ့ကလေးမလေးကလျှောက်ထားပါတယ်ဆရာတော်ဘဝမှာချမ်းသာမဲ့နီလန်းကောင်းလေးရှိရင်ချင်းမြင်ပေးတော်မူပါလို့လျှောက်တော့အဲ့ဒီအချိန်မှာဘော်ဒီကျောင်းဆရာတော်သမီးရေအေယာဝတီမြစ်ထက်မှာရေတွေစီးနေတယ်ကွယ်အဲ့ဒီရေတွေကိုရေစစ်ကလေးနဲ့ခတ်ယူပြီးတော့မှလမ်းစုံလမ်းကွာရေချမ်းစင်တွေမှာရေဖြည့်ကွယ်သမီးရဲ့ဘုန်းကြီးကျောင်းနေတိလက်ရှင်တိုက်တယ်မှာရေဖြည့်ကွယ်အဲ့ဒီရေအလူလေးကိုသူ့ကိုလူခိုင်းပါတယ်အဓိကတော့ဝေယဝိစာပါနော်ရေကသူကအထုတလဲဝယ်ရတာမဟုတ်တော့ဝေယဝိစာကတော့ကိုယ်တိုင်ပဲရေခတ်ခက်ပြီးတော့မှရေအလူတော်လေးပေးစေတယ်ဆရာတော်ကြီးကအဲ့ဒီလိုနဲ့ရွှေတီဆိုတဲ့ကလေးမလေးကရေဝတ်ကိုနေစဉ်ဆရာသမားရဲ့စကားကိုမြေဝဲမကျနားထောင်ပြီးတော့မှနေ့တိုင်းပဲရေချမ်းစင်တွေမှာရေဖြည့်ဘုန်းကြီးကျောင်းတွေရေဖြည့်တိလက်ရှင်တိုက်တွေရေဖြည့်အဲ့ဒီလိုဖြည့်နေတဲ့ရွှေတီဆိုတဲ့ကလေးမလေးကအသက်20ဝန်းကျင်မှာရုတ်တရက်နာမကျန်းဖြစ်ပြီးဆုံးပါသွားတယ်။ကွယ်လွန်သွားရှာတယ်။အဲ့ဒီလိုကွယ်လွန်ပြီးတော့မှအတိတ်ကရေလူခဲ့တဲ့ကုသိုလ်ရဲ့စွမ်းအားကြောင့်အဲ့ဒီမြို့မှာပဲလူဘဝအဖြစ်နဲ့ပြန်မွေးဖွားလာတယ်။အတိတ်ကရွှေတီဒီဘဝမှာလူဘဝနဲ့ပြန်မွေးလာပြီနောက်တစ်ယောက်အဲ့ဒီလိုနဲ့အရွယ်လေးကနည်းနည်းလေးတိတက်တဲ့အရွယ်လေးရောက်လာတော့ဒီနေ့ဘုန်းကြီးကျောင်းကိုစွန့်ကြိုက်အပို့ပေါ့စွန့်အပို့ပေါ့အမေနဲ့အဲ့ဒီချိန်မှာလမ်းမှာအမေအိုတယောက်တောင်မွေးနဲ့တုံချိနဲ့အဲ့ဒီအမေအိုကြီးကိုရှောင်ရင်တင်းရင်နဲ့အမေအိုခြုံထားတဲ့တပည့်ကလေးကိုအမေအိုကပခုံးပေါ်ပြစ်တင်လိုက်တဲ့အချိန်မှာအခုနကလေးမလေးမျက်ခမ်းစာကိုတွတ်ထီတော့မျက်လုံးလေးကိုပုတ်တက်ပြီးကြည့်လိုက်တော့အဲ့ဒီမှာဟာအတိတ်ကအမေဇာတိတ်တရညံရလာတာဇာတိတရဉာဏ်ဆိုတော့တော်ကောင်းတို့မှတ်လိုက်ပါအတိတ်ကိုပြန်မြင်နိုင်တဲ့ဉာဏ်ပေါ့ဘာဝနာအားထုတ်ပြီးမြင်တဲ့ဉာဏ်တော့မဟုတ်ဘူးဇာတိတရဉာဏ်ကဘလို့ပုဂ္ဂိုလ်တွေရတတ်တယ်လဲဆိုတော့လေဒီဆရာတော်ကြီးကိုနိုင်ငံခြားသားတွေမေးတဲ့အမေးမှာဆရာတော်ကြီးပြန်ဖြေတာကကံထက်ဉာဏ်ထက်တဲ့အရွယ်ကြီးမှာရုတ်တရက်နေမကောင်းလို့ဖြစ်ဖြစ်အက်ဆီဒန့်နဲ့ဖြစ်ဖြစ်ဆုံးသွားတဲ့ပုဂ္ဂိုလ်များဟာနောက်ဘဝတစ်ဖန်ပြန်ရတဲ့အချိန်မှာအတိတ်ကိုမြင်တဲ့ဉာဏ်တွေသူ့မှာရတတ်တယ်တဲ့အဲ့ဒါကိုဒီနေ့ကဘာကလူဝင်စားလို့သုံးတယ်လေဇင်းတို့စာပေမှာတော့ဇာတိတရဉာဏ်လို့ဒီလိုသုံးပါတယ်အဲ့ဒါဆိုတော့အခုနကလေးမလေးကအတိတ်ကအမေအဲ့တော့ဒီအမေကိုရှင်းပြချင်တယ်လက်ရှိဘဝအမေကသမီးရေစွန့်ကြိုက်ဖို့နောက်ကျနေပြီကွအမြန်လာကွလက်ဆွဲခေါ်သွားတော့ပါသွားတယ်ရှင်းချင်တော့မရလိုက်အဲ့ဒါဘော်ဒီကျောင်းဆရာတော်ကိုအတိတ်ကကိုးကွယ်ခဲ့တဲ့ဒီကလေးမလေးကျောင်းကိုရောက်သွားပြီဖယားဥချဆရာတော်ကြီးကိုဆုံးကြိုက်ကပ်ပြီးကြည့်လိုက်တော့ဟာအတိတ်ကဘော်ဒီကျောင်းဆရာတော်ကြီးပဲအဲ့ဒါနဲ့ဘော်ဒီကျောင်းဆရာတော်ကြီးကိုအသေးစိတ်ဖြစ်ချောင်းကုန်စီရှောက်ပြအဲ့တော့ဘော်ဒီကျောင်းဆရာတော်အေးတမီးရေမင်းရေအလူလေးလူခဲ့လို့မင်းလူ့ဘဝပြန်ရတာကွယ်အဲ့ဒီအလူကိုမင်းမပြတ်စေနဲ့တဲ့ဒီရေအလူကိုပဲဆက်လူခိုင်းတယ်အဲ့ဒီလိုရေအလူကိုဆက်လူလာတဲ့အတိတ်ကရွှေတီဒီဘဝကိုရောက်လာတဲ့ကလေးမလေးဟာအခုနဒကမကြီးတော်ရွှေကိုရှင်းပြနေတာကသူ့သားရန်ကုန်ပြန်တော့မယ်ကလေးကိုရှင်းပြနေတာတားရေတဲ့အတိတ်ကရွှေတီတစ်ဖြစ်လဲဒီဘဝပြန်ရောက်လာပြီးမှရေလူကိုလူတဲ့အဲ့ကလေးမဆိုတာငါသားတခြားမမှတ်နဲ့တဲ့အ
အမေတော်ရွှေကိုနိုင်ပါပဲတဲ့အတိတ်ကအလွန်ဆင်းရဲတယ်ဒီဘဝမှာကတော့ကြည်ကြည်တက်ချမ်းသာတဲ့မြို့မြတ်တဲ့ဘုံကြီးဒါရေအလူလူခဲ့လို့ဗျဘာလူလူခဲ့တာလဲပြောချင်တာကသာသနာနဲ့ကြုံတဲ့အချိန်မှာပန်းရည်ချမ်းစီမီစုံကွန်ပစ္စည်း၄ပါးမိမိတို့လက်လန်းမီယာယတနာ၃ပါးဥထိတ်မှာပန်ဆင်ပြီးတော့မှယောဂီတို့ရေလေးတစ်ပေါက်ကလေးဖြစ်ဖြစ်ရေလေးတစ်ခွက်ဖြော်ရည်တစ်ခွက်သဘောကအိရှိမှာကြွလာတဲ့တိလက်ရှင်နဲ့ဆွမ်းစာသိလောင်းတာဖြစ်ဖြစ်အိရှိကိုကြွလာရဟန်းတမ်နေတွေဆွမ်းလေးတစွန်းလောင်းလူတာဖြစ်ဖြစ်စေတနာတန်တန်နဲ့လူတဲ့အလူဒီကြာတော့လည်းအကျိုးပေးအားကောင်းပါတယ်နော်တော်ကောင်းကြီးတွေအဲကြောင့်အလူရည်စက်လက်နဲ့မကွာလောက်ကြဗျဒါတော်ကောင်းတို့ရဲ့လက်တွေပဲဦးဇင်းတို့ကလည်းပဲမိမိရရှိတဲ့လက်လက်ပါမှန်မှအကုန်လုံးပြန်ပြီးဆွမ်းလို့လူတန်းနေတာဒါကိုဦးဇင်းရဲ့မောင်နှမတွေဆိုတော့ဦးဇင်းကပုံမလင်းလေးပြန်ပြောပြဦးဇင်းဘဝမှာရရှိတဲ့လက်လက်ပါတွေဘာဘယ်မှဦးဇင်းမရှိပါဘူးဘာမှလည်းမသိမ်းထားပါဘူးဦးဇင်းမှာပန်းစာအုပ်လည်းဘာမှမရှိဘူးဒီများတွေကတော့လကားထင်ကြီးနဲ့ဘာမှမရှိဘူးအကျွေးတော်တင်ပါသေးတယ်တခါဒါပေမဲ့ဦးဇင်းကျင်တတ်တယ်လက်ပြလုံတယ်တန့်တယ်ဘာလဲဆိုတဲ့ခါကျတော့ရရှိတဲ့သူများလူတဲ့လက်လက်ပါမှန်သမျှအားလုံးကိုဦးဇင်းကဇီဝိဒဒါနတန်ခါအပ900ကျော်သွားပြီပြန်လဲထောက်ပံ့လူတန်းပေးတာတိမ်တောင်းချီသွားပြီဒီလူတန်းလာတာလေအဲ့လိုဆိုတဲ့ခါကျတော့ဒါဘာလဲဆိုတဲ့ခါကျတော့အများခွနဲ့သားသမီးလူပေးတဲ့ကုသိုလ်ကိုဦးဇင်းကပြန်ပြီးတော့မှကုသိုလ်ပြန်ပြုပေးလိုက်တာနော်အဲ့ကြောင့်လူလို့ကုန်တယ်ဆိုတာမရှိဘူးလူလို့ရတာပဲရှိတယ်တော်ကောင်းကြီးကိုလူလိုက်တာကဘယ်တော့မှမကုန်သွားဘူးဗျာနော်အဲ့ကြောင့်တော်ကောင်းတို့အလူရည်စက်လက်နဲ့မကွာလောက်ကြဦးဇင်းမောင်နှမတွေမလို့ဒီလိုစကားပြောတာနော်အဲ့ကြောင့်မမေ့ကြနဲ့တော်ကောင်းကြီးတွေကောင်းမှုကုသိုလ်အမြဲတမ်းပြုခရီးသွားတဲ့ချိန်မှာရဟန်းတန်ခါလေးနဲ့တွေ့တတ်တယ်ဒီနေ့မနေ့ဆိုရင်ကဲဘီရှာလို့ဟိုမှာဆိုင်မှာတွေ့တော့တန်ခါတွေ့တယ်ဟာညီတော်မိုင်းတော့ကွယ်အဲ့တန်ခါဆုံးကတ်လိုက်ကွယ်အဲ့ဒီဆုံးဖို့ကိုညီလေးရှင်းပေးလိုက်ကွယ်ဟာအဲ့ဒီတန်ခါကိုလည်းသိတာမဟုတ်ဘူးဗျာအဲ့ဒီတန်ခါလည်းကိုယ်ကိုသိတာအဲ့တန်ခိကဒါနာအဆက်ပဲဦးဇင်းတို့ကိုတကားလို့ပြင်ပြီးဆုံးကတ်တယ်ဟာဒါတို့အကိုဖုံးကြီးဆိုပြီးတော့မှဒါနဲ့အဆွဲရှိဦးမယ်လေနော်ပုဂ္ဂိုလ်ပေါ်ရောက်အောင်မယ်အခုနောက်ဟိုတန်ခါနှစ်ဖောက်ကတ်လိုက်တာကသူ့လည်းကိုမသိကိုလည်းသူမသိတယ်တန်ခိကဒါနာအဆက်ပဲအဲ့ဒါဦးဇင်းပြောတဲ့စကားပုံမှာဘောဒီမန်ဆရာတော်ကြီးပြောတဲ့စကားပြနော်ဘောဒီမန်ဆရာတော်ကြီးကအဲ့ဒီလိုတန်ခိကဒါနာဖြစ်ခြင်းရင်လမ်းတွေ့တဲ့အရှင်ကောင်းရှင်မြတ်တွေတာမဏေဖြစ်ဖြစ်ဥပဇင်းဖြစ်ဖြစ်ဆရာတော်သမတော်ဖြစ်ဖြစ်လူသားလူဟေးတဲ့တန်ခိကဒါနာစစ်လွန်းလို့တဲ့အဲကြောင့်ဦးဇင်းဒီမှာမှာရှင်တယ်တန်ခိကဒါနာတွေလူကြဗျတန်းကြဗျအဲ့ဒီအလူတွေကြီးကျယ်တဲ့အကျိုးတွေပေးပါလိမ့်မယ်ကက်ပီနယ်လော်ကော်မြို့မှာမလိုင်လုံနေတဲ့ကိုကန်ချားကြီးကိုဦးဇင်းပါတင်ပေးတယ်တကအိမ်ဘေးမှာစာတင်တိုက်ကြီးတွေရှိတယ်တန်ခါရာချီဗျစာတင်တိုက်ကြီးတွေဆိုတာဘာပဲပြောတခြားတိုက်နဲ့မတူဘူးဗျတခါကျတော့ဆုံးဖို့နေဆိုတာတချို့ရက်တွေမှာခက်ခဲကြုံတတ်တယ်ဗျအဲ့တော့တခါဘာပဲပြောကြက်သားကိုအာလူနဲ့ရောဝက်သားကိုဘူးသီးနဲ့ရောအဲ့ဒီလိုနဲ့တန်ခါရာချီတိုက်တွေလူပေးဗျသူ့ဘေးမှာအိမ်တတိုက်ကပုပ်ပိုင်ပရိယတိတန်ခါ950ရွှေတော်ပရိယတိတန်ခါ250 300အဲ့ဒါနေ့စဉ်ဦးစင်းစကားနားထောင်ပြီးသူလူတာဟာဒီနေ့တော့ဥကန်ချရချနာလိုက်တာတခါကြီးလက်တွေပဲလေအိမ်ဆောင်ပစ္စည်းတွေနဲ့အကြီးကျယ်ပဲနော်တခါတည်းဘဝပြောင်းလဲသွားတလောက်သူတို့နိုင်ငံမှာသူတို့ရဲ့မြို့လောကောမှာစစ်ဘေးတွေဖြစ်တဲ့အတိုင်းပဲဥကန်ချရကဘာပဲပြောသူ့ရဲ့အရှင်လေးရတော့နော်ရနေတော့မယ်နော်အေးပြောချင်တာကတန်ခါကိုရီမမိတူတဲ့အလှူပါကြီးကျယ်တယ်အဲ့တော့သူတော်ကောင်းတို့မမေ့ကြနဲ့ကောင်းမှုကုသိုလ်တွေလေကောင်းမှုကုသိုလ်တွေမမေ့ကြနဲ့အခုနအတိတ်ကရွှေတီရေလေးလူခဲ့ပြီမယ်ဒီဘဝမှာထပ်ပြီးတော့မှလူဘဝလည်းပြန်ရပြီးတော့လည်းကိုလူတဲ့အလူကိုဆက်လူတော့အဲ့ဒီမြို့မှာမြို့မြတ်တဲ့ဘုံအလွန်ချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်နော်